အားလုံးပဲမင်္ဂလာပါ Welcome back to my channel ဒီနေ့မှာတော့ရှင်းလုပ်ပေးသားမယ်အကြောင်းအရာလေးကတော့အင်္ဂလိပ်စာပြန်နေတဲ့သူတွေအတွက် free လေ့လာလို့ရမယ့် website လေးကို share လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ website တွေကရှုံးကိုယ်တိုင်လည်းလေ့လာနေတဲ့ website တွေဖြစ်တဲ့အတွက်အထောက်အကူပြုတဲ့အတွက်ပြန်ပြီး share လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့ဒီ website လေးခုကိုမပြောခင်မှာရှုံးရဲ့ Facebook နဲ့ YouTube ကိုလည်း follow ထားဖို့မမေ့ပါတယ်နောက်ထပ် video ရှင်းတဲ့ blog တွေကို Facebook နဲ့ YouTube မှာပဲတင်ပေးသွားမှာဖြစ်တဲ့အတွက် follow လုပ်ထားဖို့မမေ့ပါနဲ့ထားလိုက်ရအောင်ပထမဆုံး website တစ်ခုအနေနဲ့ကတော့ ESL Fast ESL Fast ကဘာကောင်းလဲဆိုလို့ရှိရင် story တိုလေးတွေကို audio နဲ့လေ့လာလို့ရတယ် beginner လေ့လာနေတဲ့သူတွေအတွက်လည်းသုံးဝင်ပါတယ်နောက်ပြီးတော့ဒီ website မှာလေ့လာလို့ရှိရင် listening skill နဲ့ reading skill တိုးတက်မယ် Tom, it's time to get up. ပြီးတော့ share learning နဲ့လေ့လာလို့ရှိရင်ကိုယ်တိုင်လည်း speaking skill တိုးတက်လာမယ်ပေါ့နော်share learning ကဘာလဲဆိုတာနောက်မှဆက်ရှင်းပြပေးပါပါမယ်ဒုတိယ website တစ်ခုအနေနဲ့ကတော့ ello.org နောက်ဒီ website ကဆိုလို့ရှိရင်ဒါလည်း free ပဲပေါ့နော်အကုန်လုံး free တွေကြီးပါပဲတကယ် accent သူတို့ရဲ့တကယ် accent အတိုင်းကိုကနားထောင်ပြီးတော့ပြန်လိုက်ပြောခြင်းအဖြစ် Oh, Rachel, did you grow up in New Zealand? accent ကလည်းတိုးတက်လာမယ် audio ကလည်း free ဖြစ်တဲ့အတွက် audio လေးတွေလေ့လာမယ်တတိယ Learn English British Council မှာပါမယ် games တွေလည်းစောလို့ရမယ် video တွေနောက်ပြီးတော့ podcast တွေလေ့လာလို့ဘာ level အလိုက်လေ့လာလို့ရတာဖြစ်တဲ့အတွက်တော်တော်လေးအသုံးဝင်ပါတယ်ကိုက beginner level ဆိုလို့ရှိရင် beginner level ကနေဝင်ပြီးတော့လေ့လာလို့ရတယ်ကိုကမဟုတ်ဘူး B2 B1 ဆိုလို့ရှိရင် level အဆင့်ကိုလေ့လာလို့ရပါတယ်video တွေ grammar တွေပါတဲ့အတွက်ကိုကလေ့လာတော့ထောက်ကူပြုပါတယ်။ဆုံး website ကတော့ BBC English Learning BBC English Learning ကဘာလဲဆိုလို့ရှိရင် daily lesson တွေလေ့လာလို့ရတယ်။ videos တွေ grammar တွေ vocabulary တွေအကုန်လုံးပါတယ်ပေါ့။သူကဘာကောင်းလဲဆိုလို့ရှိရင်ယနေ့ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသူကနားထောင်ရင်းနဲ့အင်္ဂလိပ်စာကိုလေ့လာလို့ရတယ်ပေါ့နော်။သူကသတင်းတွေနားထောင်ရင်းနဲ့လည်းအင်္ဂလိပ်စာကိုလေ့လာလို့ရပါတယ်။ကိုရန်လည်းအင်္ဂလိပ်စာလေ့လာနေတဲ့သူဖြစ်တဲ့အတွက်အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေကိုပြန်ပြီးတော့ share လုပ်ပေးတာပဲဖြစ်ပါတယ် See you in the next video bye bye